တက်ပုံလို့တော့ဝိုင်းရဲဝိုင်းရဲကိုရဲမောင်ပါကိုရဲမောင်ဝိုင်းကိုရဲမောင်ပါနောက်မရောက်တော့နောက်တော့ကိုရဲတယ်ကိုရဲအဲ့ဒါဘာကြောနာမည်လေးပြောတာတောင်းဝင်ရွှေမောင်းပါတောင်းဝင်ရွှေမောင်းလို့ခေါ်တယ်စပယ်တော့အာကြီးပေါ့လူတိုင်းကြီးပါအဲ့ဒါအကြီးဆုံးကြီးဆုံးအာကိုချီဦးစိတ်ရှဲဘာမှနာမည်ကြီးဖို့နာမည်နဲ့ကြီးဖို့ပါလူငယ်လေးတူပါလူငယ်လေးတူပါစိတ်ရှဲပါသူကရှိဦးစိတ်ပါနာမည်ကအာကုစုပေးရဲမောင်ရဲမေးပြရအောင်ဝိုင်းရရှားမယ်မပုံနေတဲ့နာမည်ပြောရှားမောင်ရှားအောင်ဝဝိုင်းရဲမောင်ဒီလိုပါဒါကိုမွေးနေပါဂျာဦးမွေးနေရောင်းဖိုးချိုနဲ့ဘာမှမတော်ပါဘူး။ဒါကတော့အလုံးသိတဲ့မင်းသားကြီးတောင်းတော့အေးဒီယာနောက်ကတော့အေးဒီယာနောက်ဒါကိုစိုးမောအောင်60စိုးမောအောင်ဟောညစ်သားစိုးမောအောင်မလားစိုးမောညစ်သားမလားဒီစိုးမော2ယောက်ရှိတယ်နာမည်တူတာတူတူပဲဒါစိုးမောအောင်ညစ်သားကျွေးတောင်းလို့ကျွန်တော်60အော်60ကိုကြီးတောင်းနေဟောင်းနေတာဒါစပယ်ပြူပြစ်ဆံပါကျွန်တော်တို့အသင်းမှာပြန်ကြားရပါအများဆုံးရတယ်လူပြန်ကြားကြပါစုတွေအများဆုံးရထားတဲ့လူနော်ပြန်ကြားရပါကဲအဲ့တော့ဒီမှာအသေးအဟောင်းမနေဘူးချင်း2 4 6 8 10 12 14 16 19ယောက်19ယောက်တော့အော်ကျွန်တော်ဒူဥက္ကရာပါဒူဥက္ကရာဥပမွေးပါအဲ့ဒီလဲမယ်တော့ပြီးတော့အဲ့ဒီကအခုကမလေးမိတ်လာပြန်လာတော့လို့အခုကဒီနေ့အဟောင်းနေပဲရရမှာတစ်တရကြမ်းကြည့်ရမယ်အဲ့ဒီတော့အစ်ကလေးမစမိတ်ဆက်ပြပါဦးကျွန်တော်လည်းဟိတ်တက်ပါအေးဟုတ်ပါပြီကိုဟိတ်တက်ကဟိုဟာလေးကပြောဘယ်မှာလုတ်တယ်ဘာလဲခုမှစလေးလာကျွန်တော်ရေကမိုးကတရာဦးဟောတရာဦးကဟုတ်ပြီဟုတ်ပြီနော်ကဲဟိုခဏရအောင်ပါအမေဘွားအမေဘွားသူ99သူကကလောင်နာမည်က99ဒီလေးဟိုဆက်ပြပါဦးသူနာမည်လေးကျွန်တော်ကဟိုဆုံးမမောင်ပါကျွန်တော်မန်းလေးရပါဟုတ်ကဲ့ကိုစိုးမမောင်စောနော်ကိုစိုးမမောင်စောသူကဗာလဲကတ်ဒီတိုင်းလေးတော့ကိုဝန်းစောမန်းလေးဟုတ်ပါကိုစိုးမောင်နဲ့တွဲရပါလဲဟာလေးမိတ်ဆက်ပြပါဦးမမီဘီကိုလေးမမီဘီကိုလေးဟောမန္တလေးနောက်တစ်ယောက်နော်တရကိုအိမ်မှာဒီကြောက်တဲ့စင်းကုန်မှနေပါစိုင်းအောင်ကိုကပဲပါဟောအေးစိုင်းအောင်ကိုလားအေးဟုတ်ပြီစိုင်းအောင်ကိုနော်အဖောင်းလေးတွေဒီအစ်ကလေးတွေနာမည်လေးမှတ်ပြီးမိတ်ဆက်ပြပါဦးနော်နောက်ဟိုကဒီတော့ပါမန္တလေးရဟောအေးတူတူလေးခင်ဗျာတော့လိုက်မှတ်တယ်မသိရကျွန်တော်ကိုထုံးနိုင်နော်မန္တလေးကိုထုံးနိုင်ကဲနောက်ကဒီလေးမိတ်ဆက်ပြအောင်ကိုရဲမင်းကျွဲဆက်ကအော်ကိုရဲမင်းကျွဲဆက်ကနောက်တစ်ယောက်နော်စိုးထက်မြေသားပါဗျာစိုးထက်မြေသားနောက်တစ်ယောက်နေလေးကကူမဲပါဗျာနေလေးကူမဲနာမည်တူတွေမတူသေးဘူးနောက်တစ်ယောက်ပါဖက်ကဟောအေးဟုတ်ပြီပါဖက်ကမြို့တန်ကူမဲရပါဗျာမြို့တန်ကူမဲရှိသေးလားနောက်ထပ်ရှိသေးလားကုန်သွားပြီတော့ဒါကကွာပါ generation ကုန်ဦးပါဒါလည်းအစ်စ်ကလေးပါပဲ generation ကြီးရပါဒါလည်းကြော်ရဝင်တာ generation ကြီးရကဲအဲ့တော့တယောက်နဲ့တယောက်လက်ဆွဲနှုတ်ဆက်ပြီးတော့ရပြီရိုက်ကွင်းမှာသွားလို့ရပါနော်လက်ဆွဲနှုတ်ဆက်ပြီးနော်မင်္ဂလာပါကဲအစ်စ်ဟောင်းလေးတွေ fighting တောင်းကြမယ်နော်ဟုတ်လေသူရရိုက်တဲ့နေရာမှာဟိုကလုပ်ပြီးမယ်အစ်စ်ဟောင်းရမဟုတ်အခုလူအုပ်စုလိုက်တယောက်တွဲလိုက်နေစီနေတယ်တွဲလိုက်နေစီနေပြီးတော့အဲ့ဒီမှာဟိုကဒီလေးလေးတဲ့တွဲလိုက်ဝင်လာဘေးကမှတင်နေတာမင်းအိမ်ကပါဆိုင်